အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့ chess fee ပြောတဲ့နောက်ပုံမြင်တစ်ပုတ်ကိုထပ်ပြီးသွားပြီးနားထောင်မှာဖြစ်ပါတယ်ဟိုကျွန်တော်တို့ငယ်ငယ်တော့ကြာဘူးတဲ့ပုံမြင်လေးပေါ့နော်ဒါမှပုံစံမတူပုံစံမတူကြက်ထားတာပုံစံလေးပေါ့အဲ့ဒါလေးလေဖူးတူတာရစီချင်တဲ့ဟိုငယ်ညီမလေးငယ်လေးတွေအတွက်ဟိုထူးသူခင်တင်ပြရချင်းဖြစ်ပါဟုတ်အဲ့တော့ဒီနေ့ချစ်ဆွေကြီးကတာမီမီလေးတွေကိုညာအိယာဝင်ပုံပြင်းပြောပြခြင်းနဲ့ဆိုတဲ့ဖေဖေမီမီတို့အတွက်ရည်ရွယ်ပြီးတော့ချစ်ဆွေကြီးကနွားနဲ့ကျွဲမှာဘာကြောင့်အပေါ်သွားမရှိရတာလဲဆိုတဲ့ပုံမြင်လေးကိုပြောပြခြင်းပါသေးတယ်အဲ့ဒါဒီပုံမြင်လေးကိုကြားလို့ရှိရင်ချစ်ဆွေကြီးတဲ့ level တန်းနဲ့ချစ်ဆွေကြီးနဲ့ကြီးတဲ့လူတွေအသက်20ဝန်းကျင်လောက်ကိုပြန်ရောက်သွားလိမ့်မယ်လို့လည်းထင်ပါတယ်အဲ့တော့အကြောင်းကတော့ဒီလိုဟိုတုန်းကကျွဲနဲ့နွားဟာညီကိုတဝမ်းဝမ်းတော်တယ်တဲ့ဒါပေမဲ့နွားမှာအပေါ်သွားမရှိဘူးမြင်းမှာလည်းအပေါ်သွားမရှိဘူးကျွဲမှာတော့သူကအပေါ်သွားအောက်သွားရှိတယ်အဲ့တော့ပုံမြင်တဲမှာကြာဘူးဒါပေမဲ့ဟုတ်တကယ်ပဲအပေါ်သွားမရှိကြဘူးဟုတ်လားနွားကတော့သူကကြွားဝါရတာကိုအမတန်ဝါသနာပါတဲ့ပွဲလန်းသပင်ကိုနှိမ့်ချိုက်တယ်ကျွဲကတော့အဲ့လိုမဟုတ်ဘူးတဲ့သူကတယောက်တည်းစိတ်နေရတာကိုသဘောကျတယ်အစာဝအောင်စားမဲပြီးလို့ရှိရင်ရေထဲမှာဂျိုလေးမျိုးအောင်စိမ့်နေပြီစမြုပ်ကလေးပြန်နေရရင်သူ့ဘဝပြည့်စုံနေပြီတဲ့ကျန်တာတွေသူ့အတွက်ဘာမှမလိုဘူးအဲ့တော့မြင်းကတော့သူကဘာလုပ်လဲဆိုတော့သူကဇက်သမားတဲ့မြင်းကတော့ကပြဖြော်ပြေးအလုပ်ကိုလုပ်ပါတဲ့အချိန်မှာမြင်းကအမတန်နာမည်ကြီးတယ်တဲ့သူ့ရဲ့ဇက်ပွဲတွေဟာလည်းတခါတည်းပြောမယ်ဆိုရင်တော့သူတို့ရဲ့လောကမှာအမတန်မှနာမည်ကြီးတော့တနေ့ကျတော့မြင်းဟာနွားနဲ့ကျွဲနဲ့ရှိတဲ့ရွာနာကရွာတရွာကိုလာပြီးတော့ဇက်ပွဲလာပြီးတော့ကပြဖြောပြီးတယ်ဒါကိုနွားကကြားတဲ့အခါကျတော့ तू ကသွားခြင်းတယ်တများတင်လည်းမတူအောင်ထူးထူးခြားခြားလေးလည်းဖြစ်ခြင်းတယ်အဲ့ဒါထူးထူးခြားဖြစ်ဖို့ဆိုရင် तू ကျွဲရှိကသွားပြီးတော့ तू ငှားခြင်းတယ်ပေါ့ကွာသူ့အကိုရှိကကျွဲလေးကို तू ငှားခြင်းတယ်သွားလေးကိုငှားခြင်းတော့ဒါပေမဲ့ तू ပရိယေနဲ့သူ့အကိုရှိကိုသွားတယ်အကိုတဲ့တို့တွေဟိုမှာဇက်ပွဲရှိတယ်တဲ့မြင်းရဲ့ဇက်ပွဲအဲ့တော့မင်းနဲ့ငါနဲ့နှစ်ယောက်သွားကြည့်ကြမယ်ကွာလို့ပြောတဲ့ခါကျတော့ကျွဲကငါမလိုက်ချင်ပါဘူးကွာတဲ့ငါရေလေးထဲမှာစိမ့်နေရရင်ပဲပြည့်စုံနေပြီတဲ့မင်းသွားရင်သွားတယ်အေးအဲ့လိုဆိုလို့ရှိရင်ကွာတဲ့မင်းမလိုက်ချင်ရင်လည်းမင်းရဲ့အပေါ်သွားလေးငါ့ကိုငှားလိုက်ပါလားတဲ့ဆိုတော့ကျွဲကလည်းကြီးပြူပါပဲသူ့ညီကငှားတယ်ဆိုတော့ကဲအဲ့လိုဆိုလို့ရှိရင်လည်းယူဝိုင်းလည်းယူဝါကွာတဲ့ဒါပေမဲ့မနဲ့ကြရင်တော့ငါ့ကိုပြန်ပြီးမနဲ့ငါအလုစင်းစရာလည်းရှိသလိုစကြက်လည်းသွားအောင်မှဖြစ်တဲ့အတွက်သွားပါမှဖြစ်မယ်ဆိုအဲ့နဲ့ပဲနွားကိုပေးလိုက်ကောပေါ့အဲ့ဒါနွားကယူလဲပြီးတော့တခါတည်းပြေးတော့တာပဲအဲ့ဒါအစောကြီးတွေကနေပြီးတော့ခါတဲ့ဇက်ပွဲရှိရကိုရောက်နေတော့တာပေါ့ဟိုလည်းရောက်တော့ရှေ့ဆုံးကနေနေရာယူပြီးတော့ရည်စရာတွေ့ရင်လည်းရည်တယ်ရည်စရာမရှိရင်လည်း तू ကရည်တယ်ဘာဖြစ်လို့လဲ तू သွားကိုကြွားကျင်တာကိုသူ့မှာတများနဲ့မတူတဲ့သွားကြီးတစ်စုံလုံးပါနေတော့အဲ့ဒါကိုမြင်းကလည်းထူးထူးခြားခြားမြင်ဖြစ်နေတာကို तू မြင်မိတယ်ကျန်တဲ့နွားတွေမှာတော့ကျန်တဲ့တိရစ္ဆာန်တွေမှာနွားတွေမှာတော့ဒီသွားတွေမပါဘဲနဲ့ဒီသူတယောက်တည်းပဲသွားပါနေတာကိုမြင်တဲ့ခါလေးကြာမြင်းကသူ့ရဲ့သွားကိုလိုချင်းသွားတာပေါ့လိုချင်းသွားတော့တခါတည်းသူအကြံထုတ်တော့တာပေါ့အဲ့တော့ဘာလုပ်လဲဆိုတော့ဇက်စင်ပေါ်မှာတခါတည်းဘုံဆိုပြစ်လဲလိုက်တယ်ဟာပေးသက်ကဝိုင်းမိတာပေါ့အဆွေဘရောဘလို့ဖြစ်တာလဲကနေအမတန်ကောင်းနေတဲ့အချိန်ရောက်ခါမှာဘလို့ဖြစ်တာလဲမကနိုင်ဘူးလားယောဂဖြစ်တာလားဆေးုံလိုက်ပို့ရမလားဒီလိုမေးတဲ့ခါကျတော့မြင်းကမဟုတ်ပါဘူးတဲ့သူဟာစဉ်းစားမိသွားတယ်တဲ့သူ့မှာသွားတစ်ချောင်းနဲ့ဆိုတော့သွားတစုံနဲ့ဆိုတော့စကားပြောရတာမပြီးကလားဖြစ်နေတယ်အဲ့တော့ပြေးတဲ့ကြီးကတိတ်ပြီးတော့မကြီးရဘူးပေါ့ဗျာတဲ့တရှင်းနေဆိုးပြတဲ့အခါကျတော့လဲမသေးမကွဲဘူးပေါ့အဲ့တော့ तू ကသွားတစုံလုံးသာရှိမယ်ဆိုရင် तू ပြည့်စုံမယ်ဆိုလို့ရှိရင်တော့ तू ဟာအမတန်ကောင်းတဲ့တင်ဆက်မှုတွေကိုတင်ဆက်ပေးနိုင်ပါတယ်လို့ तू ကပြောတယ်အဲ့ဒါနဲ့ပဲအဲ့လိုဆိုလို့ရှိရင်တော့ဇပွဲထဲမှာငှားမယ်လို့ရှိရင်ပိုးအဆင်ပြေမယ်ဆိုတော့သူကသူစတဲ့ကြွားကျင်တယ်လို့ဆိုတော့ငှားမယ်ပေါ့ဆိုပြီးတခါသူကနွားမြင်းကိုငှားလိုက်တာပေါ့ငှားလိုက်တော့မြင်းကတခါတည်းအဲ့ဒီသွားလဲရလဲရအောင်တခါတည်းထနောက်ကျွန်းပြစ်တာပြစ်ကဇက်စင်နောက်ကိုရောက်သွားတော့တခါတည်းပြစ်ကဝိုင်းလက်ခုပ်တွေတီးတော့တာပဲတီးလိုက်နောက်တစ်ချက်ထပ်ပြီးတော့ပိတ်ပြစ်ကဇက်စင်ကဟိုးအောက်ဘက်ရောက်သွားပြစ်ကလက်ခုပ်တွေတီးနေတော့အချိန်မှာတခါတည်းမြင်းကဟိုဘက်လှည့်ပြီးတော့တခါတည်းထွက်ပြေးသွားလိုက်တာသူတို့ရွာကိုဘယ်တော့မှမလာတော့ဘူးလေအမနဲ့လည်းကြလေကြောင်ကျွဲကနွားရှိကခုနကတော့ဟိုသွားကိုတောင်းတာပေါ့အဲ့တော့တောင်းတော့သူကဘလို့អော်လဲဆိုတော့ငါဟာလို့ကျွဲအမြဲတမ်းអော်နေရရှာတယ်တဲ့အဲ့ဒါနဲ့ပဲနွားကလည်းသူ့ရဲ့သွားကိုယူရတာဖြစ်တဲ့ဝန်ခံတဲ့အနေနဲ့အမြဲတမ်းသူကလည်းអော်နေရတာကတော့ဟုတ်တယ်ဆိုပြီးអော်နေရတယ်တဲ့အဲ့တော့မြင်းကတော့အောင်နိုင်သူကြီးပေါ့ကွာသူကတော့အခါတဲ့သွားကိုကျွဲရှိကသွားကိုရွာရဝါလေးတော့အမြဲတမ်းသူကရီးတယ်တဲ့ဟီနဲ့ရီးနေတယ်ဒါပေမဲ့ကျွဲနဲ့မြင်းကတွေ့တဲ့အခါတိုင်းမှာကျွဲကမြင်းကိုမကျေနပ်တဲ့စိတ်တွေနဲ့အမြဲတမ်းပဲလိုက်ပြီးတော့ရမ်းရှာတာယနေ့လှပအဆုံးမတတ်ဘူးနောင်တတွေနဲ့ပဲအဆုံးတတ်ကြတယ်ဒီဗီဒီယိုကိုပြီးသွားတဲ့ထိလက်စားကြည့်ပြီးတဲ့တရားစင်းစီတိုင်းအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဒီအကောက်ပိုင်းစင်ကတော့ကျွန်တော်ဒါ Facebook ကနေစတွေ့တာပါနော်သူရဲ့အကောက်ကိုလည်းအောက်မှာယူထားပေးပါမယ်ဟုတ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ